လို့ပြောရအောင်အစာပြုနောက်ကျတော့လေအစာပြုနောက်ကျတော့လေဒီစီပွားရေးမှာတဲ့အစာပြုတော့နောက်ကျတယ်လို့သိခံစားရတယ်ဘာလို့လဲဆိုတော့အကျွေးတွေဝိုင်းနေဒီအရင်တော့ကတည်ရွှေထီဆောင်ခဲ့ဘူးလားဒါပေမဲ့အခုဒီကပါတီလည်းမသိကိုဆောင်တဲ့ဒီကိုပြန်ဖွင့်လို့မရတော့ဆက်လေးမှာဘာဖြစ်လဲဆိုလို့ရှိရင် meeting တစ်ခုလုပ်တယ်ဒီ meeting ကအရင်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ခါနန်ပြည်ကိုရောက်လာဒီကတိတော့ထားတဲ့ခါနန်ပြည်ကိုရောက်လာတဲ့ဒီရဲ့ပြည်ထဲမှာအမွေခွဲပြီးတော့ဣတရီကစတဲ့လုံးဒီနေထဲမှာရောက်လာပထမတနေကပထမ level 1ကဘာလဲဆိုရင် Egypt ကျုံခံရတဲ့ပြည်အဲ့ဒါကတင်အဖြစ်တွေနဲ့နေမနေတဲ့အချိန်ကဲတင်ချင်းမရသေးတဲ့အချိန်ဒုတိယကတော့လေနေ40တော့လေရတဲ့မှာနေ40တော့ထဲမှာလင်ရတဲ့နေ40တတိယတနေရအခုအောင်ဝဲခံရမယ့်နေရာရောက်ပြီဒါပေမဲ့ဒီနေရာမှာအခုဘာတွေဖြစ်နေပြီလဲဆိုရင်အစည်းအဝေးလုပ်ရဘာလို့နေမီခွဲပြီဒီကွာတဲ့ထဲမှာစတဲ့ຫນွေရှိတယ်ဒီစတဲ့ຫນွေမှာဆက်ကလာရယေရှုနာမနဲ့ကောင်းချီးပေးတယ်အာမင်။ကျန်တဲ့အမွေတွေကတော့အာမင်။ဒါဆိုတော့အကျွန်ုပ်ဤဘုရားသခင်အကျွန်ုပ်ဤဘုရားသာရဘုရားနောက်တော်တို့လုံးလိုက်ပါလုံးလိုက်ပါဒီဘုရားရှင်နောက်တော်ဘယ်လိုလိုက်တာလဲ Come on လာရမှာစန္ဒာရလာဘုရားရှင်နောက်ကိုလိုက်တဲ့လူတွေတစ်စိတ်တစ်စိတ်လိုက်တဲ့လူရှိတယ်တဝက်တစ်ပြက်လိုက်တဲ့လူရှိတယ်လုံးလိုက်တဲ့လူကတော့ကာလပ်တယောက်တည်းရှိတယ်လဲဆိုအကျွန်ုပ်ဒီဘုရားခင်သာရဘုရားနောက်တော်တို့လုံးလိုက်ပါ၏လုံးလိုက်ပါ၏အဲ့လိုလုံးလိုက်လို့လေလုံးဆိုတာကောင်းမလေးပြောတာမဟုတ်ဘူးဒီစကူရီလွယ်နေမှာထိုနေနိုင်မောရှိကတင်းတင်းငါဤဘုရားခင်သာရဘုရားနောက်တော်တို့လုံးလိုက်တော်ကြောင့်အကယ်၍တင်းနေပြီးတော့မြေဒီလိုက်တော့အကျွန်ုပ်နေတော့မြေဒီအစစ်အဆက်ကျွန်ုပ်ဤအမွေကျွန်ုပ်ဤတာမီတို့ဤအမွေဖြစ်ရပါလိမ့်မည်တင်းနေဝိဒီကနေပြန်လာတယ်ဒါပေမဲ့အခုတင်းနေနဲ့မဆိုင်တင်းနှလုံးသားဖျားတဲ့ခင်နောက်ကိုတင်းလုံးလိုက်နေတဲ့ရွေး That's right ဘုရားကြီးထားပါဗျာနောက်ကိုတင်းတော့တပြားမဟုတ်စိတ်တည်တာမဟုတ်စိတ်ပါမှာမဟုတ်ဘူးအခြေအနေကောင်းရင်အခြေအနေမကောင်းရင်အဲ့ဒီအခြေအနေမဟုတ်ဒီစိတ်ပါမပါအခြေအနေကောင်း I will follow my Jesus Amen မဘုရားကြီးနောက်ကိုလုံးလိုက်မယ် Amen ဒီပတ်စံရှိတာမရှိတာ Come on အဲ့ဒီအခြေအနေနဲ့ဘုရားဆုံးဖြတ်တာမဟုတ်တင်းနှလုံးသားတော့တုတ်တန်ပါပြောလေထာဝရဘုရားဒီနှလုံးကိုကြည်တော်မူ၏အခုတင်ပိုင်ရတဲ့အရာတွေအားလုံးတင်းနှလုံးသားနဲ့တိုက်ရိုက်ထူကြတယ်တင်းဘုရားခင်ဘာဖြစ်လို့တင်းကိုဘာဖြစ်လို့တင်းကိုအမြင့်ဆုံးမချီးမြှောက်လဲသိလားအဲ့တင်းနှလုံးသားနဲ့ဆိုင်ဘုရားခင်နှလုံးသားကိုချီးတယ်အဲ့နှလုံးသားကကားတစ်စီးစမရှိသေးဘူးအကားမပေးဘူးဘာလို့လဲအကားနဲ့တင်ကြည့်ပြီးရောက်မှာဆရာဘယ်လိုလုပ်ဒီပါလဲမသိဘူးမဆာကန်ပါယေရှုနာမနဲ့ကောင်းချီးပေးတယ်အာမင်တဲ့နှလုံးသားလုံးဘုရားခင်နောက်ကိုလိုက်တဲ့လူဖြစ်ပါစေအာမင်အဲ့ဆိုအကယ်၍တင်းနင်းပြီးတော့မြေတင်းတောင်ကျတဲ့မြေနေပြီးပါ Yes ဖျောင်းဣတရာမျိုးဒီဒေါ်နိုင်လေးဆရာခါထာဝရဘုရားသည်ထိုတို့မောရှေအားမိန့်တော်မူသောနေ့မှစ၍ယခုတိုင်အောင်အမိန့်တော်ရှိသည့်အတိုင်းအနှစ်45နှစ်ပတ်လုံးအကျွန်ုပ်အသက်ကိုရှင်စေတော်မူသည်ဖြင့်ဒီနေ့မှာအကျွန်ုပ်ဒီအသက်85နှစ်ရှိပါပြီတို့ရတွင်မောရှေစေလွတ်တော်နေ့၌ခွန်အားရှိတဲ့ကဲ့သို့ယနေ့၌ရှိပါ၏တို့အခါထွက်ဝင်ခြင်းမှုစစ်တိုက်ခြင်းမှုကိုဆောင်ရွက်ခြင်းကသက်ဆွမ်းနိုင်တဲ့ကဲ့သို့ယခုလည်းသက်ဆွမ်းနိုင်ပါ၏အာမင်တို့ဖြစ်၍ထိုနေ့၌ထာဝရဘုရားမိန့်တော်မူသောဤတောင်းကိုအကျွန်ုပ်အားပေးပါဤတောင်းပေါ်မှာအနကလူရှိကြောင်းကို၎င်းကြီးမားခိုင်ခံ့သောမြို့တို့နှင့်ပြည့်စုံကြောင်းကို၎င်းထိုနေ့၌ကိုရောဒီချာရပြီတို့ရတွင်ထာဝရဘုရားသည်အကျွန်ုပ်နှင့်အတူရှိတော်မူလေအမိန့်တော်ရှိသည့်အတိုင်းထိုလူတို့ကိုနင်းထုတ်ခြင်းကအကျွန်ုပ်သက်ဆွမ်းနိုင်ပါသည်ကိုရှောက်ဆို၏တို့အခါယောရှုသည်ကောင်းချီးပေး၏ဟေမြုံပြည်ကိုလည်းယေဖုနဲ့ဤသားကာလက်အဝေခံစရာကိုအပ်ပေးလေ၏ကာလက်ကအခုအဲ့ဒီဆောနာကပြောတဲ့အစီအဝေးမှာဘာထပြောလဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်
ကျွန်တော်ကလည်းကိုကျွန်တော်ကိုလည်းကလည်းကိုတက်တယ်ခင်ကျွန်တော်ခေါင်းဆောင်မောရှိကခန္ဓာပြီးကိုစူးစမ်းဖို့စုံထောက်အနေနဲ့စီလို့တော့ကကျွန်တော်အသက်40ကျွန်တော်လည်းအသက်40အခုတိုးထဲမှာလေလိုက်ရတာတိုးထဲမှာလေလိုက်ကျွန်တော်အသက်စောနာက40အခု45နှစ်အခုတိုးထဲမှာကျင်နေတာ40အခု40ဒီမှာအခုကျွန်တော်ဒီမှာနေကြီးခွဲမယ်လဲလို့ရောအသက်ဘယ်လောက်ရှိပြီလဲ85နှစ်အဲ့ဒီအသက်85နှစ်မှာကာလကပါပြောတယ် give me this mountain Amen give me this mountain ဒီကတောင်းကိုကျွန်တော်ကိုပေးပါ Amen တောင်းကြီးကိုကျွန်တော်ကိုပေးပါ Amen give me this mountain if you can shake the mountain you can shake everything Amen ဒါကြောင့်ယုံကြည်ခြင်းကိုတော့တောင်းနဲ့နိုင်ရဒီတောင်းကိုလောက်ခနိုင်ဒီတိုက်တဲ့နေအောင်ဒီလောက်ခလို့ရပြီဒီပင်လေကိုလောက်ခနိုင်ဒီတိုက်တဲ့နေကိုဒီလောက်ခနိုင် give me this mountains အဲ့ဒီကာလကကျွန်တော်ကိုဒီနေနေပြပါအဲ့ဒီနေနေရတဲ့အချမ်းနေမဟုတ်ဒီအာနကလူရှိကြောင်းပြောအာနကလူအဲ့ဒီအာနကလူကအချက်ကအပူဆုံးကသူတို့ပူဆုံးကိုပဲရှိတယ် That's true တောင်းကတဲ့တဲ့လူသမီးတွေနဲ့ပေါင်းတဲ့ကမှာဝီဖွာလာတဲ့ကလေးတွေကဂျိုင်းယန်အာနကတွေဖြစ်လာသူတို့ရဲ့အရက်ပူဆုံးပြီးအဲ့ဒီအရက်ပူဆုံးကိုပဲရှိတဲ့အာနကလူတွေတီထောင်ထားတဲ့မျိုးဖြစ်တယ်အဲ့ဒီတော့စဉ်းစားကြည့်အဲ့လိုကြီးမားခိုင်ခန့်တော်မျိုးတို့နဲ့ ကြီးမားခိုင်ခန့်တော်မြို့တို့နဲ့ ပြည်စုံကြောင်းကို၎င်း ပြည်စုံချောင်းကို၎င်း အဲ့ဒီမျိုးမှာအာနကလူတွေကထုတ်ဆိုထားတယ်တကယ်ဂျိုင်းယန်တကယ်ကိုလိုနီတွေကထုတ်ဆိုထားတယ်ဟိုမှာကြီးကိုလည်းတိုက်အကောင်စားဒီမှာကြီးကိုလည်းတိုက်အကောင်စားအဲ့ဒီအကုန်လုံးဖျားလို့မပါတယ်ဒါပေမဲ့ကာလက85နှစ်မှာထားပြီး announce လုပ်တယ်ကိုရောအလိုရှိတယ်ဆိုရင်ကျွန်တော်ကိုအခုအဲ့ဒီရဲ့တောင်းကျွန်တော်လွန်ခဲ့တဲ့အနှစ်45နှစ်တုန်းကအစွမ်းတက်လို့မျိုးကျွန်တော်အခုတိုက်နိုင်နေတယ် I can fight Amen I can fight I can fight တက်စီငါအဲ့ဒီခွန်အားရှိသေးတယ်မရှုံးလို့ရှိရင်ငါ့ကိုလူကြည့်ကြည့်ဘာလို့လဲငါကထာဝရဘုရားနောက်တော့ကိုလုံလိုက်တယ်လို့ပြောတယ်ငါအခုတိုက်နိုင်နေတယ်ကိုရောတောင်ကြီးမှာအတင်းတော်စမ်းလို့ဆိုတောင်ကြီးမှာအတင်းတော်တွေပြုတ်ထားရေခမ်းတာလည်းနားဟိုမှာရှိလဲချက်ရှိမှာကြည့်လဲချက်ရှိမှာဟိုမှာကြည့်လဲဝလုံးတပြန်စားလဲချက်ရှိအကုန်လုံးကစားတဲ့ချက်နဲ့ဒီကစေချင်နဲ့30အကုန်လုံးဒီထားတယ်ကျွန်တော်အခုမှထားမယ်ဆိုလို့ရှိရင်ဖြစ်ပါမလားစိတ်သက်ကြတော့ဝင်လို့ give me this mountain you will see the biggest church in the world you will see one day in mountain where is your faith Come on where is your faith ဒီယုံကြည်ခြင်းမှာလေအဲ့ဒီကျွန်တော်တောင်းဒီတောင်းကိုပြီးပါလို့အစကနေပြောတဲ့အချိန်က85နှစ်ရှိနေကဘယ်နှစ်နှစ်ရှိပြီဟာအဲ့ဒီ85နှစ်ကအဲ့ဒီအနာကလူတွေရှိတဲ့မြို့ကိုတပ်ဖြူပြတာတပ်ပြီးလို့စနေနေဟာလာလာထိုင်တော့ဖြစ်ရဲ့ တို့ဖြစ်၍ကင်းတဲ့အမျိုးရေဖုနဣတာကာလက်ဒီအေထရေနာအမျိုးဖြာခင်သာရဖြာနောက်တော်တို့လုံးလုံးလိုက်တော့ကြောင့်ဟေပြုံးပြည်ဒီယနေ့တိုင်အောင်ကာလက်၏အဝေမြေဖြစ်သည် အာမင် ယနေ့တိုင်အောင်ကျော်ယနေ့တိုင်အောင် ယနေ့တိုင်အောင် ကာလက်ပြအမွေဖြစ်တယ် ကာလက်၏အဝေဖြစ်သည် ယေရှုနာမနဲ့ကောင်းချီးပေး အာမင် တောင်ကြီးရတဲ့အမွေဖြစ်ပါစေ အာမင် တောင်ကြီးမျိုးအသိအမွေဖြစ်ပါစေ အာမင် တောင်ကြီးမျိုးလေမြေတွေအသိအမွေဖြစ်ပါစေ အာမင် ဘုရားကတိုက်ကြီးကအသိအမွေဖြစ်ပါစေ အာမင် စီးနေတဲ့ကာရှိုးရုံးတွေကအသိအမွေဖြစ်ပါစေ အာမင် ယေရှုနာမနဲ့ကျင့်ကြတယ် အာမင် ကျောင်းဆောင်အသိတွေက education နဲ့ပတ်သက်တဲ့ကျောင်းဆောင်တွေကအသိအမွေဖြစ်ပါစေ အာမင် ဒီပိုင်းလုံးနဲ့အစားတောက်ကုန်နဲ့ပတ်သက်တဲ့ business ကအသိကုန်ဖြစ်ပါစေအမွေဖြစ်ပါစေ အာမင် ယမစကန်ဒါဖယားကိုကြည့်ဖို့ဟေဘရုခေါ်တော်မျိုးသည် ယခုဟေပြုံးခေါ်တော်မြို့သည်ယခင်ကကိရိယတ်အောင်တာဘမြို့ခေါ်၏အာဘသည်အာနကလူမျိုးတို့တွင်အကြီးအကဲဖြစ်၏ထို့နောက်တွင်တပြည်လုံးစစ်နေလေ၏ အဲ့ဒီရဲ့ giant ဆိုတာလူကောင်းကြီးတယ်အဲ့ဒီလူကောင်းကြီးတယ်နေတဲ့လူကိုဘယ်သူကတက်ဖြူပြတာလဲတက်85နှစ်ရှိတဲ့အဖိုးရတက်ဖြူပြတာတင်တက်တဲ့ကျမ်းစာကိုတင် inspire ယူဖို့လုပ်တယ်တင်ကျမ်းစာကိုအစကနေကဘာဝတ်နေပြတယ်ကနေကဘာတင်တိုက်တယ်လို့ဖက်ဖျားတက်ကတိုက်ပွဲရနိုင်တယ် အာမင် တော့ငါကိုယ်ပဲဖျား ငါကိုယ်ပဲဖြစ် တိုက် တာ ပွဲတိုင်းလို့နိုင်တယ် တိုက်ပွဲတိုင်းကိုနိုင်တယ် အာမင် ကာလကအဲ့ဒီအနာကာရီဖြူလာအခုဒီကိရိယာအဘာမျိုးပြောကိရိယာအဘာ ကိရိယ
Kiria apa? Kiria apa? Kiria suraga muro apa suraga ediye anakali achizo lu biora. Kiria apa tela? Kiria apa suraga apa ye muro lu ko. Jadi apa ye muro? Apa suraga anakali muro lu ko. Aku edi nama ya lo mama silo. Aku Hebrew pia ko. Baru pia lai dah. Kala. Kata surya ko lu pia lai lu dia. Mayu ke ate alu ko change le juga dia base. Ika game changer phir hai. Ika changer phir hai. Te pita suma ithau ina batabi siwa ina batabi lugu ina batabi balau pe mayu ke base ngui china batabi mayu ke base. Tinga change ne dia. Amen. Te biat kien no ko long lai de dia. Ay. Kiria abago balu ko le so the city of four li khumyaw myu lu le ko le balu le kila lai pyo ya ada chitari ada Abraham Isaac Jacob ai li yaw lo ko Hebrew ma de chura yes bi ai anaka ma ta tong yaw sin ta tong yaw lo ko joshua ka ka bi bi la li yaw lo bi bi la ai lo Hebrew ma be David Yesu ye puro se Paulo sa David ko Hebrew ma be bete chinte ta ta David tai pwe na se jo pwe ma chu amen David ka mai ma ne pata bi be shona ba si pwe ma chu da bu de mi de kwa yu ba ti ka sa ta ji de le pwe tu ko be ka lo ana be be ji sa na be be ji sa to mi be ji ka la ka ba di le de la e di ko be la mai pya ke pu ji de sa amen ko be su le ka wa e di ko be su le ka wa pya ke mi si de ma be si ko le ti le ma shi sa na ne shi la ha shi sa na ne shi la shi do te sa na amen te lu bi ni da be amen ja chama ga ro me ya ro amen me ya ni ba le nu thoátတဲ့တိုင်းဖြစ်တယ် yes ဆရာကကျွန်မမှာအရမ်းများတယ်အကျွေးတွေကြီးပဲအကျဉ်တူဒီရတဲ့ထိုလူအားထည့်ယူပြီးအကျဉ်တူဒီစီရီထိုလူနာရှိတဲ့ပုံပဲထည့်ယူပြီးတော့အဲ့ဒီပါစကြောင့်ဖြစ်တယ်ညီထွားခြင်းအကုန်လုံးကြီးပွားခြင်းရတဲ့ yes ဒီပါစကကျွေးကြိုတဲ့အရာအလုံးအရေးကြီးတယ်တယောက်ကအငြင်းအလုပ်လက္ခဏာပြောဆရာစကားဆက်မပြောလို့ဘာလို့လဲ language သူ language ကိုနားမလဲအဲ့ဒီရဲ့ဘာသာစကားထဲမှာဘုရားသခင်ရဲ့ language ထဲမှာမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုတော့သူမသိဘူးဘုရားသခင်မသိဘူးဘုရားသခင်မရှိတဲ့အရာကိုတော့ရှိစေတယ်ဘုရားတင်ကကျွန်မမသိဘူးကျွန်မမလုပ်နိုင်ဘူးဒီအလုပ်ကိုကျွန်မမလုပ်နိုင်ဘူးဒီအလုပ်ကိုထီတော့သူနားလေတယ်ဘုရားသခင်ကောင်းကင်တမန်လည်းအထီနားလေတယ်ဒီအလုပ်ကိုမတတ်နိုင်ဘူးဆိုတော့သူနားမလဲတော့ဘာပြောလိုက်တာလဲမသိဒီလိုကိုမတတ်နိုင်ဘူးဒီအမှုကိုမတတ်နိုင်ဘူး yes အောင်မယ်ဒီအမှုငါဝယ်မယ်ငါကြောက်မယ်ငါညက်မယ်အာမင်အယာတော်ရပြလီထောင်ရပြာတိပဲအာဗြဟံကိုခေါ်တော်မူ၍တင်းဤပြည်တဲ့ကအမျိုးသားချင်းပေါ့ဖို့များထဲကထွက်တည်ပြီးငါပြလက်တတ်တော်ပြည်တို့တွားတော့ငါဒီတင့်ကိုလူမျိုးချင်းဖြစ်စေပြီးငါကောင်းချီးပေး၍တင်းဤနာမကိုချီးမြှောက်စေပြီးတင်းဒီကောင်းချီးခံရတော်သူဖြစ်လိမ့်မည်အယာတင်းကိုကောင်းချီးပေးတော်သူကိုငါကောင်းချီးပေးပြီးတင်းကိုချိန်ဆတော်သူကိုငါချိန်ဆပြီးတင်းအားဖြစ်တဲ့လူမျိုးအပေါင်းတို့ဒီကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ကိုမိန့်တော်မူ၏တို့ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအာဗြဟံထွက်တော်၍လောတလည်းလိုက်လေ၏အာဗြဟံဒီခါရန်မြို့မှာထွက်တော်သောအခါအသက်85နှစ်ရှိ၏အသက်ဘယ်လောက်ရှိပြီလဲ85အသက်85မင်းကိုလူမျိုးကြီးဖြစ်စေမယ်ပြောလူမျိုးကြီးဖြစ်စေမယ်လူမျိုးကြီးဖြစ်စေမယ်အနွယ်ကိုလည်းလူမျိုးကြီးဖြစ်စေမယ်မင်းရဲ့မျိုးလည်းလူမျိုးကြီးဖြစ်စေအနွယ်ကိုလို့ပြောတဲ့အချိန်မှာအသက်85နှစ်ရှိပြီကလေးရှိနေ That's rightသူစိတ်ထဲမှာဖျားသခင်တာဖြစ်သွားပြီလားမသိဘူးမလားအတီးကိုရတဲ့အချိန်တင်ဖျားသခင်အတန်ကိုစကြတဲ့အချိန်တင်စပြီးပြောင်းလဲတဲ့အချိန်ကတင်နောက်ကျတယ်လို့ခံစားရအောင်ခံစားရလိုက်တင်ဆုံးရှုံးနေရတယ်တင်တငယ်ချင်းနဲ့တင်မိတ်ဆွေနဲ့ရှင်လိုက်တင်ကစင်းရဲတယ်အဲ့လိုခံစားချက်ဝင်ကောင်းဝင်လိမ့်မယ်တင်ရဲ့အတိုင်းဝိုင်းနေတယ်မှာတင်ကမျက်နှာအငယ်ဆုံးလို့တင်ခံစားရအောင်ခံစားရလိမ့်မယ်ဒါပေမဲ့ဒီနေ့ဘုရားခင်ခရစ်တော်တင်စီအောင်ပါအာမင်ငါနောက်ချဘူးအာမင်အဲ့ဒါဘယ်လိုရှိလဲအာမင်
အဲ့ဒီဂတိကိုစပြီးရတဲ့အချိန်ကအာဗြဟံကအိုးနေပြီတမန်တော်ကပြောထားတယ်တရေဖန်ကဖက် တထေပန်ကညီကိုအဘတို့နားထောင်ကြပါလို့ငါတို့အဘအာဗြဟံဒီခါရမြို့၌မနေမီမေတော်ပေါ်တာမီယနာရှိစရာကဘုံကြီးတော်မူသောဘုရားသခင်သည်ထင်ရှားတော်မူ၍ဒီနေ့တော်ပြည်တဲ့ကွာအမျိုးသားချင်းများထဲကထွက်ပြေးလေငါပြလက်တန်တော်ပြည်တို့တွားလို့အာဗြဟံအမိတ်တော်မူ၏စပါမေယုံကြည်ရှိတော်သူဒီယုံကြည်ခြင်းရှိတော်သူဒီအာဗြဟံဤသားဖြစ်သည်ကိုအမှန်တည်မှတ်ကြလောဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားတို့ကိုဖြောင့်မတ်ရာ၌တည်စေတော်မူမည်ကျမ်းစာလာသည်ညိုမြင်လေအာဗြဟံအမိတ်ရှိ၍တင့်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းချီးမိန်တာကိုခံရကြလိမ့်မည်ဧဝံဂေလိတရားကိုဟောနှင့်လေ၏အဲဆိုယုံကြည်ခြင်းရှိတော်သူဒီယုံကြည်ခြင်းရှိတော်သူသည်အာဗြဟံဤသားဖြစ်သည်ဟုအာဗြဟံဤသားဖြစ်သည်ဟုယုံကြည်ခြင်းရှိတဲ့လူကအာဗြဟံနဲ့ဆက်နွယ်ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ကကောင်းကြီးပေးတဲ့အခါမှာလူတကာကိုကောင်းကြီးမပေးဘူးသူဖန်ဆင်းတဲ့လူတကာကောင်းကြီးမပေးကောင်းကြီးဆိုတဲ့ blessing ကိုအာဗြဟံဆိုတဲ့ blood line မှာပဲထည့်ပြီးတော့အာမင်တင်ကအာဗြဟံရဲ့အိမ်တော်စုစရာဒီမှာတင်မဝင်ဘူးဆိုလို့ရှိရင်တင်ဒီကောင်းကြီး blessing နဲ့အကျုံးဝင်တယ်မဟုတ်ထာဝရဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်တယ်။သူစီးစိမ်ကြီးလေဝမ်းနေခြင်းရောတော်အင်္ဂလိပ်မှာပါရေးထားတယ်ဆိုရင်အဲ့ဒီစီးစိမ်ရဲ့အထက်ထဲမှာလည်းဘုရားသခင်ကဝမ်းနေခြင်းကိုမပေါင်းခဲ့တာ။တင်ကြွယ်ဝဖူးလိုက်မယ်။တင်အောင်မြင်ဖူးလိုက်မယ်။တင်ကောင်းစားဖူးလိုက်မယ်။တင်ပိုင်ဆိုင်မှုတွေရှိခဲ့ဖူးလိုက်မယ်။ဒါပေမဲ့တင်ဒီအာဗြဟံရဲ့ blood line ထဲမှာမဝင်ဘူးဆိုရင်အဲ့ဒါတွေအကုန်လုံးစားရတာဝမ်းနေခြင်းဖြစ်တော့ဟဲ့လားအမြင်တူလားဟေးအဲ့ဒီတခါတင်အာဗြဟံရဲ့ blood line ထဲမှာတင်ဝင်တဲ့အခါတင်ကိုတင်းရဲ့စီးစိမ်နဲ့အားလုံးကိုဝမ်းနေခြင်းနဲ့ပေါင်းတာယေရှုနာမ၌ကျင့်ကြတယ်တင်းရဲ့ပိုင်ဆိုင်မှုတွေမှာဘာဝမ်းနေခြင်းမှမရှိစေရအောင်အာမင်ဘုရားသခင်ယုံကြည်ခြင်းကိုထောက်ပြီးတပါးအမျိုးသားတို့တပါးအမျိုးသားဆိုတင်တဲ့ကျွန်တော်ကိုပြောတာတင်တဲ့ကျွန်တော်က Israel မဟုတ်အာမင်အာမင်ယုံကြည်ခြင်းကိုထောက်ပြီးတပါးအမျိုးသားတို့ကိုဖြောင့်မတ်ရာ၌တည်စေတော်မူမည်နားလေလားနားလေပါလေ Area translation ကဘယ်လိုလဲဆိုလို့ရှိရင်လိုက်ဆိုယုံကြည်ခြင်းရှိသောယုံကြည်ခြင်းရှိသောတပါးအမျိုးသားတိုင်းသည်တပါးအမျိုးသားတိုင်းသည်ဖြောင့်မတ်တော်သူဖြစ်စေမည်ဟုဖြောင့်မတ်တော်သူဖြစ်စေမည်ဟုကျမ်းစာကရေးထားတယ်ကျမ်းစာကရေးထားတယ် Yes ယုံကြည်ခြင်းရှိတဲ့လူတိုင်းယုံကြည်ခြင်းရှိတဲ့တပါးအမျိုးသားတင့်ကိုတင်တဲ့ကျွန်တော်ကိုပြောတာယုံကြည်ခြင်းဘာကိုယုံတာလဲဆိုတခင်ခရစ်တော်တင့်ကိုကယ်တင်ပေးခဲ့တယ်ဆိုတာကိုယုံကြည်တဲ့လူတိုင်းအဖြစ်လေဖြောင့်မတ်ရာနိုင်တည်စီတယ်ဆိုတော့ဖြောင့်မတ်တော်သူဖြစ်တယ်လို့တမန်တော်ပြတယ်အာမင်အာမင်အာဗြဟံကို promise ပေးတဲ့အချိန်မှာအာဗြဟံက95နှစ်ရှိအဲ့ဒီ95နှစ်မှာပဲကလေးတိုင်းရတာမဟုတ်နောက်ထပ်25နှစ်တည်းရတယ် That's true ကတိတော်လာတိုင်းဒီကတိတော်ကြားရတိုင်းတဲ့ချက်ချင်း bless ဖြစ်တာမဟုတ် bless ဖြစ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကို test လုပ်သေးတယ်95နှစ်မှာပါဖြစ်လေကတိတော်ရတယ်နေသားသမီးတွေအဖြစ်နေအဖြစ်ကောင်းကြီးဖြစ်စေမယ်နေကိုချိန်ဆလို့ကိုငါချိန်ဆမယ်နေကိုဖြစ်စေလို့ငါဖြစ်စေမယ်အဲ့တော့95နှစ်ပြမှာဒီဖက်မှာ25နှစ်တပ်ပေါင်းအနှစ်100ခါကြမှာဣဇက်ကအဲ့ဒီဣဇက်ကိုရတဲ့အချိန်မှာအနှစ်ဘယ်လောက်ဖြစ်ပြီလဲဒီမှာအသက်100ရှိတာအသက်100မှာကလေးမျိုးတွေတော့အကုန်စေးအောင်တော့ကြည့်တော့အခုအဲ့ဒီဆာရာကဘာပြောလဲဆာရာကဣဇက်ကိုမွေးတဲ့အချိန်မှာအသက်90ရှိ Yes ဒီကလေးမွေးနိုင်တော့လာတော့မယ်တန်တော့မယ် Yes ဟာလည်းငါလည်းတူတယ်တူတယ်ဆာရာတကယ်ကျော်အသက်90ထိလောက်မှာသမီးမွေးတယ်တန်မာတော့မယ်အာမင်အာမင်ဒီမှာကြောက်ပါဦးမရှိငါစီပွားရေးငါတာသမီးကြီးစင်မပြေဘူးသူများတာသမီးကြီးလိုက်အရင်အားကြငါတာသမီးနဲ့သူတာသမီးနဲ့ရှင်းလိုက်လို့ရှိရင်ငါမျက်နှာငယ်ရငါအခုလုံးနေရတာငါဝန်ထမ်းဘဝငါတငယ်ချင်းတွေကကိုယ်ပိုင်စီပွားရေးလုပ်ငန်းတွေဖြစ်နေပြီအောင်မြင်နေပြီငါကအခုမှအစားပြရတယ်သူတို့ကတွားနေနေပြီဘာပြောငါနာမကြောက်ဘူးအဲ့ဒါတင်ပစကားရဝေခဏနှလုံးထဲတော့တင်ပေါင်းတယ်ငါလူတွေနဲ့ရှင်းလိုက်လို့ရှိရင်ငါအမြဲနောက်ကျနေတယ်ငါအမြဲတမ်းငါနာကျင်နေရတယ်အဲ့ဒီခံစားတဲ့လူတွေအတွက်တော့ဖြစ်တယ်
အတတရာရှိတဲ့အာဗြဟံလည်းနောက်မကြောက်85နှစ်ဖြစ်နေတဲ့ခါလက်လည်းအဲ့ဒီတောင်းကိုဖိုက်တယ် Amen. Who are you Amen. တင်ငါဘာတူလဲတင်ငါမင်းစီးစိတ်ရှိတော့ရပရိုင်း Amen. I know who I am Yes. I know who God says I am what He says I am Yes, amen. I'm walking in power တင်ငါ power ဒီမှာလုံးလုံးတဲ့လူဖြစ်တယ် Amen. အာဗြဟံဒီ အာဗြဟံဒီအဝေခံရလက်တံတော်ပြည်တို့ထွက်သွားမိအကြောင်းဘုရားကြီးခေါ်တော်မူသောအခါသူဒီအပေအရက်တို့သွားသည်ကိုကိုယ်တိုင်မကြည့်ပဲနဲ့ယုံကြည်ခြင်းအပြင်နားထောင်ရထွက်သွားလေ၏ ဘုရားကြီးခေါ်တော်မူတော့က ဘုရားသခင်ခေါ်တော်မူသော အားလုံးကြည့်ရအောင်ဒီမှာအဲ့ဒီခေါ်တော်မူတော့က Greek လို့ Kaluminos လို့ခေါ်တယ်အဲ့ဒါကခေါ်တယ် invite ဖိတ်ကြားတယ် someone စစ်ခေါ်တယ်ပြောချင်တယ်ကဘုရားသခင်တည့်စီကတိရောက်လာတဲ့အခါမှာတင် receive လုပ်လို့ရတယ် reject လုပ်လို့ရတယ်ဒီမှာအာဗြဟံကမလိုက်တော့လေဘာမှမဖြစ်ဘူးအာဗြဟံကမလိုက်တော့လေသူနေရာကိုရာပြီးမှသူကတထေးဖြစ်တယ်သူအသက်85နှစ်လို့စီပွားရေးလုပ်ခဲ့တဲ့သူကတတိဖြစ်တယ်သူကကိုယ်ပိုင်အိမ်ချမ်းမြေကားတိုးနွားမိမကုန်ရှိတယ်အကုန်ပိုင်ဆိုင်တယ်ဒီနေ့ကိဆိုလို့ရှိရင်သူကကားရှိတယ် business ရှိတယ်လေတွေရှိတယ်အိမ်တွေရှိတယ်မြေတွေရှိတယ်အကုန်ပိုင်ပြီးတော့85နှစ်ဒါပေမဲ့ဘုရားသခင်ခရီးတော့အခုရောက်လာတဲ့အခါမှာအာဗြဟံကသူ့ကိုခေါ်တဲ့ဘုရားသခင်ဘာလို့လဲအကုန်လုံးဆိုပြီးဘုရားတော်ကိုဒီတိုင်းလိုက်သွားအဲ့ဒီလိုက်သွားတဲ့နေရာကဘုရားသခင်ကငါပြလက်တတ်တော့ပြီးတယ် location အတိအကျမပေးတော့တင်ကိုဘုရားသခင်ကlocation အတိအကျမပေးပဲခေါ်မယ်ဆိုတင်လိုက်နေတာငါတမီနေကိုငါတခုခုဖြစ်စေမယ် something ဖြစ်စေမယ်နေကိုငါမျိုးတစ်မျိုးပေးမယ်လာခဲ့နေကိုလူမျိုးကြီးဖြစ်စေမယ်လာခဲ့ဆိုရှိတဲ့တင်ရဲ့အင်ချမ်းမြေကစီးစိမ်ပိုင်ဆိုင်မှုဖြစ်စေအာဗြဟံကပါတယ်ဒီလားသူပိုင်ဆိုင်မှုချမ်းသာမှုအကုန်လုံးစုံမှာလိုက်ဆိုတူတီအပေအရက်တို့တွားတီကို အပေအရက်တို့သွားသည်ကို ကိုယ်တိုင်မသိပဲလေ ကိုယ်တိုင်မကြည့်ပဲနဲ့ သူတွားတဲ့နေရာသူတော့သိပဲဘယ်လောက်ထိဘုရားပေါ်မှာယုံကြည်တယ်သူတွားတဲ့နေရာတော့သူမသိဘာလို့ဘုရားတခင်ကထွက်ခိုင်းလို့ဘုရားတခင်ကဘာထွက်တဲ့အချိန်မှာဘာပြောလဲသိလားတင်းနေရင်ပြီနေတော့တင်းနေတဲ့ပြီထွက်ရမယ်ဒီအမျိုးသားချင်းတွေအကုန်လုံးဆက်ပဲဖြစ်ရမယ်နေအိမ်အောင်စရာတစ်ခါလေးထုတ်ခဲ့နေအိမ်အောင်စရာစရင်တစ်ခါလေးပါလေဖြတ်ခဲ့အာဗြဟံကအဲ့ဒါထွက်ပြီးလိုက်တင်ကလေယုံကြည်သူဖြစ်လို့အတိုင်းအဝိုင်းရဲ့နောက်ကြည့်ချင်းခံရတဲ့အခါမှာဒီအာဗြဟံကိုကြည့်ဖို့လိုတယ် That's right ဒီခရစ်တော်နောက်ကိုလုံးလုံးလိုက်လို့တင်းကိုအပြိုးအဆူခံရတဲ့အခါတင်းအာဗြဟံတင်းရဲ့ဖခင်ဖြစ်တဲ့အာဗြဟံ Yes ဒီမှာတချို့ခံစားနေရတဲ့လူတွေရှိတယ်ယုံကြည်ခြင်းကြောင့်အတိုက်ခံရတဲ့လူတွေရှိတယ်မိတ်ဆွေအားပေးပါစေဒီကအာဗြဟံရဲ့တာဖြစ်ဖို့ Amen ကိုယ်လည်းမသိပဲယုံကြည်ခြင်းအဖြစ်ပြောယုံကြည်ခြင်းအဖြစ် ယုံကြည်ခြင်းအပြင် နားထောင်ပြီးထွက်သွားလိမ့်မယ် နားထောင်ရထွက်သွား ရှိနေတဲ့အကုန်လုံးနွားချက်အကုန်လုံးကိုစွန့်ပြီးမှဘုရားသခင်ခေါ်တဲ့နောက်ကိုလိုက်တဲ့အချိန်မှာဘယ်မှာနေရလဲဆိုသူနေခဲ့တော့မှတိုက်တည်ချန်နေတယ်အခုနေတဲ့အချိန်မှာအာဗြဟံတင်းနေနေတာဘာလို့နေလဲတင်းနေနေတာတန်ခင်းနေရတာတော့ဘုရားသခင်ကလေအာဗြဟံကိုကြည့်ပြီးမှအာဗြဟံကိုဘာပြောလဲသိလားယုံကြည်ခြင်းရဲ့ဖခင် The father of faith ယုံကြည်ခြင်းရဲ့ဖခင်ယုံကြည်ခြင်းရဲ့ဖခင်ကယေရှုမဟုတ်ယုံကြည်ခြင်းရဲ့ဖခင်ကတန်ရှင်းတော်ဝိညာဉ်တော်ကိုယုံကြည်ခြင်းရဲ့ဖခင်ကအာဗြဟံဒါကြောင့်ယေရှုကပြောတယ်ငါသမီးတင်ဤအနာယုံကြည်ခြင်းကတိယုံကြည်ခြင်းသည်ဒီအနာကို ငြိမ်းစေပြီး တင်ယုံကြည်ခြင်းကဒီအနာကိုငြိမ်းစေယုံကြည်ခြင်းရှိမှလားဒီတဲ့လူအလုံးမလားတွေ့တော့နာဆိုတဲ့အမျိုးသမီးယေရှုရဲ့အဝတ်ကိုတွားတိုးရတာယေရှုကိုခေါ်တာကိုရောကျမတို့အနာရောဂါကြီးကိုလည်းလုံးဝခုမတောင်း That's right အလုံးနာတော့ယုံကြည်ခြင်းဆိုတာလေခွင့်ပြုချက်မလို့ပဲတရားသခင်စီကရှိတဲ့များအကုန်လုံးထုတ်လို့ရတဲ့အဲ့ဒါ That's right ယုံကြည်ခြင်းရှိတဲ့လူကလည်းအရင်ချားနာတဲ့လူတွေလောကမှာရှိတဲ့လူတွေချားနာတဲ့လူတွေယုံကြည်သူချင်းချင်းအောင်မှာယုံကြည်ခြင်းရှိတဲ့ပမာဏမတူရင်ပိုင်ဆိုင်တဲ့ရမှာတူဒီနေ့စာပြီးတဲ့ faith ယုံကြည်ခြင်းရှိ အာမင်တပန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်ရှုကြွ၍မောကိုပေးသနာတော်မူကြောင်းကိုထိုမိမသည်မောဘပြည်၌ကြားသောအခါမောဘပြည်မှပြန်သွားသည်ကိုဒိမနှစ်ယောက်နှင့်အတူထား၍ဒေခုရအရက်ကထွက်ပြီးလျင်ယူဒပြည်တို့ရောက်လို့တော့မှတွားကြ၏ တပန်တော်တဲ့မိမိလူတို့ကိုအကြ
ကြည့်ရှုကြွားမိမိလူတို့ဘာလို့လဲ အချီရှုကြတယ် ဘုရားသခင်က business တဲ့လမ်းလဲတာတဲ့ yes မိမိလူတွေစီဘာလာလို့လဲ နားလေ ကဘာကူကတော့လာလဲတာစာရစီကိုအသိလာလဲဘာဖြစ်လဲ တားရတယ် တားရတယ်အခုဒုတာစီကိုလာလဲတယ်သိစီမှာဘုရားသခင်ကဒီနေ့ခေတ်မှာလာမလဲတော့ဘူးတဲ့မင်းနဲ့အတူတူနေမှာတဲကိုရအရက်ကထွက်ပြီးလေဘာလို့လဲ တေးခွေရအရက်ကထွက်ပြီးလေ တဲကိုရအရက်ကထွက်ပြီးလေအာဗြဟံလေသူ့ရဲ့နေရက်ကထွက်ပြီးလေမလားတဲ့အဟောင်းကြီးကနေမထွက်တဲ့အစ်စ်ပဲတော့မမရအဟောင်းနဲ့တင်ကြိုက်တာတဲ့ spirit ကအဟောင်းကြီးဆွေးလန်းတဲ့ spirit အစ်စ်ကိုပဲတော့မပြောနဲ့ဟုတ်တယ်တို့ရတယ် တို့ရတွင်ချွေးမတယောက်တို့အားတင်တို့ဒီကိုအမိအိမ်တို့ပြန်ကြတော့တေလိုသောသူ၌၎င်းငါ၌၎င်းဂျေစုပြုရည်နှင့်ညီသာဝရဖျားသည်တင်တို့၌ဂျေစုပြုတော်မူပါစေတော့တင်တို့နှစ်ယောက်ဒီနောက်ရတော်လင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်းသာဝရဖျားကေမသနာတော်မူပါစေတော့ဟုဆိုနေသူတို့ကိုနမ်းနေ၏သူတို့ဒီလည်းအတန်ကိုလွတ်၍ငိုကြွေးလျက် ဖယားအကယ်စင်စစ် အကယ်စင်စစ်အကျွန်ုပ်တို့ဒီကိုရောနဲ့အတူကိုရော၏အမျိုးထံတော်လိုက်ကြွားပါမျိုးဆိုကြ၏နောမီကလည်းငါသမီးတို့ပြန်သွားကြတော့ငါနဲ့အတူအဘေကြောင့်နိုင်ရမည်နိတင်တို့လေးရှာဖို့ငါ၏ဝမ်း၌သားရှိသေးတယ်တော့ နာကတွေးဆုံးနေတယ်ဘာမှစကားနားလဲလားနားမလဲမှဆိုလို့အခုနောမီကသူနေထိုင်ရမောဘပြရတယ်သူထွက်ရသူတားနှစ်ယောက်ကလည်းသိပြီလင်းလည်းသိပြီလင်းလည်းသိပြီတားလည်းသိပြီအခုဘယ်သူပဲချန်တယ်လဲ ချွေးမနေရ သိဆိုရင်လုတ်ကျွေးမှလားသူတို့လုတ်ကျွေးလာလည်းမျောတော့မှလေဟုတ်တယ်မလားအသက်ပါပြီလေ ကြီး တေကနေပြီအခုဘာပြောလဲဒီလိုက်နောမီကငါသမီးတို့ပြောငါသမီးတို့ ငါသမီးတို့ ကိုနေရကိုပြန်တော့ကိုပြန်တော့ဘာဖြစ်လို့လဲဆိုငါဘိုက်တယ်မှာတင်တို့လင်ရှာဖို့ငါဤဝမ်း၌တားရှိသေးတယ်လို့လေမင်းတို့အတွက်ငါဂလိထငွေပြီးနိုင်ငါအသက်ကြီးပြီးတွေးလဲဆိုငါအသက်ကြီးပြီငါနောက်မှလိုက်မနေနေတော့ငါတော့မလိုက်နေတော့ all about ဘုရားပြန်အဲ့တော့သူတို့နေရာတော့ဘာပြောလဲကိုလိုနောက်ပဲလိုက်ကိုလိုဆိုတာသူ့ကိုပြောတာကိုလိုနောက်ပဲလိုက်ပါရောက်ခမနောက်ပဲလိုက်ပါပြီးတော့ငါသမီးတို့ ငါသမီးတို့ပြန်သွားကြတော့ငါဒီအသက်အရွယ်လူရွယ်နေတဲ့မနေတဲ့တို့မဟုတ်မျောလင့်စရာရှိတဲ့ဒီကိုငါဆိုနေ၎င်းယနေ့ညမှာလင်းနေနေ၎င်းသားတို့ကိုလည်းဖွားမြင်နေ၎င်းတို့သားတို့ဒီကြီးပွားသည့်တိုင်အောင်ငတ်နေလိမ့်မည်လို့လင်းမနေတော့သူတို့ကိုမျောလင့်လိမ့်မည်လို့ငါသမီးတို့ထိုတို့မဖြစ်ရဒါရဖျားလက်တော်ဒီငါ၌ကန့်လန့်ရှိဒီကိုတင်တို့အတွက်ငါအလွန်ချင်တာလို့စိတ်ရှိဒီကိုဆိုလေတော့ အေးစကားတော့ပြောတာနော်ငါသမီးတို့ပြောတော့ငါဒီအတိုက်ရွယ်လို့ငါအတိုက်တားကြည့်ပြီတဲ့လင်းနဲ့မနေတဲ့တော့ဘူးယောက်ျားလည်းမယူတဲ့တော့ဘူးယောက်ျားနဲ့လည်းမနေတော့ဘူးမျောလင်းဆရာရှိတဲ့သူငါဆိုလင်းလဲရှင်းနေညမှာလင်းနေဒီနေ့ညပဲယောက်ျားယူရင်တော့မတဲ့ငါကလေးမရနိုင်ဘူးကြည့်ငါလောက်စကားပြတ်တယ်ဒီညနေပဲယောက်ျားယူနေဆိုရင်တော့မမီတော့ဘူးထိုသားတို့ဒီအကယ်လို့ကလေးရလာလို့အဲ့သားတို့ဒီကြီးပွားတဲ့တိုင်အောင်နေတော့စောင့်နေမှလာတယ်လေမနေပဲသူတို့ကမျောနေနေလေငါသမီးတို့အဲ့လိုမလုပ်ပါနဲ့သူတို့မဖြစ်ရအဲ့လိုမလုပ်ပါနဲ့သာရဖျားလက်တော်ဒီပြောသာရဖျားလက်တော်ဒီ သာရဖျား၏လက်တော်ဒီ ငါနိုင် ငါနိုင်ကန့်လက် ကဲ့လက် ကန့်လက် ဣဇက်ကကောင်းချီးပေးတဲ့အခါမှာဒါမျိုးပေးလက်နှစ်ဖက်ကိုအဲ့ဒီလက်နှစ်ဖက်ကဘာဖြစ်သွားလဲဆို cross ပြန်ဖြစ်သွားတယ်လားဒါဦးရဲ့အရာကဘယ်လိုစီရောက်သွားလဲ ရောက်ကော ကောင်းစီရောက်သွားကြည့်ဒီရဲ့အေးတော့ဖက်ကကြည့်သူ့ရဲ့လက်ကဘာဖြစ်နေပြီလဲကြည့်နောမီဘယ်လိုခံစားရလဲဒီလားဘုရားသခင်ရဲ့လက်ကကောင်းချီးပေးတဲ့လက်ကငါစီမှာမရှိတော့ဘူးဘယ်လိုခံစားလဲနောမီခံစားအဲ့ဒီအချိန်မှာရူတာက ရူတာကကျမဒီကိုရောကိုမစွမရစေနဲ့နောက်တော်တို့မလိုက်ပဲပြန်သွားစေချင်ကမပြုပါနဲ့ကိုရောတွားလေရာတို့ကျမလိုက်ပါပြီကိုရောအိတ်လေရာနဲ့ကျမအိတ်ပါပြီကိုရောအမျိုးဒီကျမအမျိုးကိုရောဖျားဒီကျမဖျားဖြစ်ပါစေကိုရောတရားအရက်၌ကျမတည်၍တကြိုးခံပါပြီဒီကျမတပါအခြားသောအမှုကြောင့်ကိုရောနဲ့ကျမကွာနေသာရဖျားဒီကျမ၌ထုံမြမကပြုတော်မူပါစေတော်ပြန်ဆို၏အဲ့ဒါပြောရလဲ ရူတာ ဒီမှာငယ်ကြမှာဘာပြောလဲဆိုမဆုံးကိုတော့ဖျားပြီးကျမဖျားဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီမောဘာပြီးမှာဖျားလေးအများကြီးတယ်ဖျားလေးအများကြီးတယ်
သူကမဲမြင်လဲဖျားပဲနေမြင်လဲဖျားပဲတစ်ပင်မြင်လဲဖျားကြောက်မြင်လဲဖျားတောင်မြင်လဲဖျားအကုန်ဖျားတွေပဲဒါပေမဲ့ဒီဘုရားဘာပဲလဲဆိုအဲ့ဒီဖျားတွေအလုံးလုံးတက်အဲ့ဒါကိုရောဖျားကြီးကျမပြအဲ့ကျမကြားဘူးတဲ့မောဘာဒီမှာမြင်ဘူးတဲ့ဖျားတွေအားလုံးကျမမကိုးဘူးကျမကဒီရဲ့ရောက်ခမကိုးကွယ်တဲ့ဖျားအတက်ချင်တာလို့ကျမသိဒါကိုရောဖျားကြီးကျမမြတ်ကိုရစားတဲ့ညအိတ်တဲ့ညမှာကျမလိုက်ကိုရတီးတဲ့ညဘာကြောင့်သူလိုက်တာလဲဆိုဖယားသူကိုကိုရဲ့ဖယားသူတီးတာသမီရှိတယ်မိပါတယ်တဲ့ချာနာတော့ဘောလို့တင်ကိုကိုရဲ့ဖယားတက်တာသမီကိုကိုရဲ့စီအာမင်တင်ကိုကိုရဲ့ဖယားအသက်ရှင်တဲ့ဖယားဖြစ်ဖို့လို့အာမင်အဲအောင်ဘောဇာတိရုဒ္ဒကိုသိ၍စုံဘက်နဲ့ဆက်ဆံတော့အခါဒါဝရဖျားကြီးဂျေစုတော်ကြောင့်ရုဒ္ဒဒီပဋိသန္ဓေယူ၍တားယောက်ျားကိုဖွာနေလေ၏မိန်းမတို့ဒီလည်းနောမိအားတင့်ကိုပြုစုတော်အမျိုးသားချင်းကိုယနေ့ဖြတ်တော်မူသောဒါဝရဖျားသည်မင်္ဂလာရှိတော်မူပါစေတော့ယခုရတော်အမျိုးသားချင်းသည်လည်းအေဒရလအမျိုးသားအတရေကျော်စောပါစေတော့အေးနောက်ဆုံးဘုရားချက်လေနောမိနာမှာဘာလို့ဘာဖြစ်သွားလဲပြန်မပြန်ခင်မှာသူနန်းသွားသေးတယ်နန်းပြန်သွားတယ်သူကအခြေအနေဆိုတာကိုကိုယ်ကိုယ်ဘယ်တော့မှမပြောဘူးဒါတင်ကိုကိုယ်ချင်းတင်ကောင်းကြီးရှိမရှိတင်ဖျားတဲ့ကိုကိုယ်ကိုလို့တင်ကိုမင်းတင်ကောင်းကြီးလို့ချင်းလို့ဖျားကိုယ်လာတင်မင်းကိုတီချာမင်းတင်ကိုဖျားတဲ့ကတိုက်ပြီးလို့တင်ကိုကိုယ်လာကားပြီးလို့ကိုကိုယ်လာတင်ကိုလူလေးထဲမှာဖျားချီအောင်လို့တင်ကိုကိုယ်လာကျန်းစာကတာမျိုးရေးကိုရောကတားလို့အရင်ချင်းနေတယ် yes တင်ကဖျားတဲ့ကနောက်မှချစ်တဲ့လူဖြစ်တယ်ငါအရင်ချစ်နိုင်လို့တဲ့ပထန်စားတယ်ဒါပေါ်လူက I am born servants of God ကျွန်တော်ကလည်းဖျားတဲ့ကအစီကံကျွေးရင်ဖြစ်တယ်တင်ဘာကြောင့်လို့ဖျားတဲ့ကနောက်ကိုတင်လိုက်ရကောင်းကြီးမရလို့လိုက်တာကောင်းကြီးရချင်လို့လိုက်တာယေရှုနောက်ကိုလိုက်တဲ့လူတွေတဲ့မှာနမိတ်လက္ခဏာမြင်ချင်လို့လိုက်တဲ့လူရှိတယ်အစာစားချင်လို့လိုက်တဲ့လူရှိတယ်အဖို့ကောင်းလို့လိုက်တဲ့လူရှိတယ်နမိတ်လက္ခဏာကိုကြည့်မှကိုယ်လိုက်လို့ချင်လို့လိုက်တဲ့လူဖြစ်ရှိတယ်တပည့်တော်အနေနဲ့လိုက်တဲ့လူရှိတယ်အစီကအနေနဲ့လိုက်တဲ့လူရှိတယ်တင်ပလူမျိုးဘုရားခင်နောက်ကိုလိုက်တာလေတင်သစိတ်တည်းတာလိုက်တာလားတင်တော်တပြလိုက်တာလားတင်အလုံးလုံးလျားလျားလိုက်တာလားတင်ကိုတင်ဒီပြန်မေးရမယ့်အချိန်ပဲတင်လုံးလုံးလျားလျားလိုက်တယ်တင်ဘယ်တော့မှနောက်မကြောက်the set the data light it to what we light it case I'm machine to be at county pay my penny tabi me me ne patate paisa piat ki take a check the machine akko chele tabi piat ki the machine akko ne lo the era na le no but to ga ngano long light ira to lo ko ngati editorial ngai atam tire ngana tire to ngati Korean ယုံကြည်သူပဲကဲတင်ချင်းရတယ်မှတ်ထားတော့ကဲတင်ချင်းရတယ်ထာဝရငရေကလွတ်တိုင်းကဲတင်ချင်းရတဲ့လူတိုင်းလည်းပြောင်းလို့နားလို့ပြောချင်ကောင်းကြပါစေအာမင်ယုံကြည်သူခရိယန်တို့တင်ကိုတင်တဲ့တဲ့အခါမှာတင်ဒီသစိတ်တည်းလာကိုကိုယ်လည်းမဖြစ်ပါစေနဲ့အာမင်နိုင်ငံရေးချင်းနေစီးပွားရေးချင်းမကောင်းအဲ့ဒီအချင်းကြီးကောင်းလို့အလုပ်ကိုကိုယ်ရမို့ငါပြားအာမင်အခုကြည့်အဲ့ဒီဘုရားခင်နောက်ကိုလုံလိုက်တဲ့နော်မီတားရှိလားရှိနေပါပြီဘာအမွေမှရစရာတူမှမရှိတော့ဒါပေမဲ့သူ့မှာရှိတဲ့သူကဘယ်လိုလဲလူသားတဖယာဘောဇာတိလူသားကိုသိ၍စုံဘက်နဲ့ဆက်ဆံတော့အခါဒါရဖျား၏ဂျေစုတော်ကြောင့်လူသားဒီပဋိတ္တရေယူ၍တားယောက်ျားကိုဖွာမြင်လေ၏မိန်းမတို့ဒီလည်းနော်မီအားတင့်ကိုပြုစုတော်အမျိုးသားချင်းကိုယနေ့ဖြတ်တော်မူသောထာဝရဖျားသည်မင်္ဂလာရှိတော်မူပါစေတော့ယခုရသောအမျိုးသားချင်းသည်လည်းအေဒရလအမျိုးသားအတရေကျော်စောပါစေတော့ယခုရသောအမျိုးသားချင်းပြောယခုရသောအမျိုးသားချင်းအခုရတဲ့ကလေးဒါဆိုလို့ရှိရင်နော်မီနဲ့ဆိုင်လာကလေးအတူနဲ့ပတ်သက် biological ဆိုင်လာမဆိုင်ဘူးအခုသူနဲ့ရတဲ့လူကဘောဇာဘယ်လိုလဲဘောဇာနဲ့ရပြီကလေးမွေးလာအဲ့ဒီကလေးမွေးလာတဲ့အချိန်မှာတခြားနာတော့အဲ့ဒီကလေးမွေးလာတဲ့အချိန်မှာအဝင်းကျင်ကောလူတွေအကုန်လုံးကဘယ်လိုကောင်းချီးပေးလဲဆိုရှင်မိမတို့ဒီလေနှုံးမိတာတင်ကိုပြုစုသောအမျိုးသားချင်းကိုယနေ့ဖြတ်တော်မူသော
ထာဝရဘုရားကြီးမင်္ဂလာရှိတော်မူပါစေယခုရတော်ကလေးသည်ဣသရေလအမျိုး၌အတရေကျိုးစောပါစေတော့အခုရတဲ့ကလေးကိုယူပြီးအားလုံးဘုရားတချို့စံစာပြီးတတ်မှတ်ဆိုအားလုံးဖတ်ရအောင်သူဒီတင်းအတက်ကိုပြုတ်ပြင်တော်သူတင်းအတက်ချီတော်အခါတင့်ကိုကောင်းမွန်စွာပြုစုတော်သူဖြစ်ပါစေတော့တင်းကိုချီ၍သားခုနှစ်ယောက်ထက်တင့်အဖို့တာ၍ကောင်းတော်တင်းဤချွေးမသည်သားယောက်ျားကိုဖွားတင်ပြီးပြောဆိုကြ၏နောမိဒီထိုသူငယ်ကိုယူ၍ပိုက်ချီလက်ထဲလေ၏အာမင်ဘာရဲ့အခုသားရလာပြီတကယ်တန်းကြီးသွားတယ်လူတွေအားလုံးကဘုသူကောင်းကြည့်ပေးတာလေကောင်းကြည့်ပေးလေတူဒီပြောတူဒီတေးအတက်ကိုစောင့်ရှောက်တော်သူတေးအတက်ကိုစောင့်ရှောက်တော်တေးအတက်ကြီးတော့အခါတေးကိုကောင်းမွန်စွာပြုစုတော်သူတေးကိုချီ၍တာခုနှစ်ယောက်ထက်တွေ့လားမိဘတွေတွေ့လားချွေးမကောင်းရရင်တားခုနှစ်ယောက်လက်တာတယ်အာမင်သာလို့လားချွေးမကောင်းရှာဘူးလို့တားရှိလို့ရှိချွေးမတေချာရှာဘူးတင်ကချွေးမကောင်းပြီလို့တရားသခင်နောက်ကိုလုံးနဲ့လိုက်တဲ့ချွေးမဖြစ်ဖို့လို့အဲ့ဒီရဲ့ချွေးမကိုတွေ့လို့ရှိရင်တားခုနှစ်ယောက်လိမ့်ပါတယ်တားခုနှစ်ယောက်ကိုတွေ့ရတယ်တူတယ်ဟာလေလုယာတောင်းရအချမ်းတန်တော်လိုက်လိုက်ဆိုနောမိဒီထိုသူငယ်ကိုယူ၍ပိုက်ချီရဲ့ထိန်လေဝိရာဘူးလေထိန်တာဘူးလေကြိုက်တာဒီနေ့ခင်းနေကြိုက်တာဝိရာကတမီထိန်တာဘူးလေဖိုင်အောင်အင်းချင်းမိန်းမတို့ကလည်းနောမိဒီသားယောက်ျားကိုရပြီလို့ဆိုတယ်နောမိဒီတာယောက်ျားကိုရပြီဆိုတယ်ကြည့်သူကတာယောက်ျားကိုရတာလေဘုရားကရတာဒါပေမဲ့လူတွေအကောင်လုံးဘုရားတတ်လေနောမိဘာလဲထိုင်လို့လေလားမလားထိုးတူငယ်ကိုထိုးပန်းအမိဖြစ်မဲ့ကြတယ်ပြောထိုးတူငယ်ကိုအော်ပန်းအမိဖြစ်မဲ့ကြ၏သူ့နာမည်အော်ပန်းလေအော်ပန်းရဲ့တာဘူးလေယေရှုတာ